တောင်းတဲ့လေးစားအမှန်သူ့အကျိုးနားလည်ပေးရမှန်ကို့အကျိုးလည်းနားလည်ရမှန်သူ့တာဝန်ကို့တာဝန်ခွဲခြားကြီးနားလည်ခဲ့ရင်မြန်မာနိုင်ငံမှာမဲဘလောက်ခိုးခိုးဘလောက်ပဲအဂတိလိုက်စားအဲ့စစ်တပ်ကဘာမှမလုပ်ဘူးအရှုံးပေးပြီးလက်မြောက်ထားတဲ့သူကိုမှနှောင်ညိုးတင်းပြီးတော့ထပ်လောက်တာတော့မตาကျိုးချီရိုက်တာတော့အလျှော့ပေးထားပါတယ်မင်းတို့နိုင်ငံရေးသမားတွေကိုတို့စစ်တပ်ကအလျှော့ပေးထားပါတယ်လို့ဒီလောက်ကြီးကိုနှိတ်ခါကြိုးနဲ့တပ်မတော်မှာအကြီးဆုံးသူ့နဲ့ကြီးတာ10ပဲရှိတယ်တက်ချုပ်ကြီးကိုနှိုက်ကကိုနှိတ်ခါကြိုးနဲ့အောက်ကျနောက်ကျနဲ့နေပေးဆက်ဆံပေးတာတော့မှဘာမဟုတ်တဲ့လမ်းဘေးကတူလိုကိုလိုခွက်ဆောင်ခုံမဲ့တရောင်းစားတွေကသူများတော့ထင်ကြီးမယ်စိုးသားလိုက်လုံးဝထင်မကြီးဘူးကြီးလို့လည်းမရဘူးလူလိန်တွေကြီးပဲတွားပြီးတော့ဟိုဘယ်ထိဘာတွေပြောဆိုခဲ့လဲတော့တို့လည်းမသိဘူးနောက်ဆုံးခင်းချင်းမှာဟိုမှာတွင်အော်နေတဲ့တပ်မတော်ကလောက်ပါဒါအောင်ဖြည့်ရှင်းပါစောက်ပေါက်ကြရတယ်ရှောက်ပြောတယ်ကာကွယ်ဦးစီးချုပ်ကပဲသမရမလုပ်ရလို့အာနာသိမ့်တယ်တို့ဟိုတက်ချုပ်ကြီးရပဲသမရလှုပ်ရှင်လို့ယူနေတာပဲတို့မင်းတို့သမရဘာလုပ်လို့ရမှာ9နှစ်ပေါ့အလွန်ဆုံးသက်တမ်းတစ်ခု10နှစ်ကောင်းတာစိုးတာတွေနဲ့စောက်သုံးမကြထောင်ကြအောင်မယ်ဘာလုပ်ပါလဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဗမာနိုင်ငံမှာရောအရှေ့တောင်အာရှမှာရောကမ္ဘာမှာရောလက်မထောင်ပြီးငါတက်ချုပ်ပါလို့အငိမ့်စားယူတဲ့အထိခန့်ခန့်ညာညာကြီးသူ့အောင်နေလို့ရတယ်ဒီစောက်ရေးမပါတဲ့အလှဲ့ကျသမရအာနာမရှိတဲ့သမရပြည်သူကိုစားပြည်သူကျွန်နေရကိုဒီတက်ချုပ်ကြီးကသမရမလုပ်ရလို့ပဲအာနာသိမ်းတယ်ဒါဆိုမင်းတို့ကိုယ့်အကူမနေပဲနဲ့အဲ့ဒီဟိုချဲတိုင်းလို့နတ်ကတော်လို့ကောင်းဟိုစင်ကာပူသွားပြီးတော့ပြဿနာသွားရှာတယ်မဘာသာဘာဖြစ်တယ်ညာဖြစ်တယ်ပြန်လာတော့ဝင်းလုပ်တယ်ဟာပရိုတိုကောလုပ်တယ်သူ့ဆောက်စင်နဲ့ဟိုကဖဏတော်မတိုက်ခိုင်းဘူးလူလိန်ကလင်ကကြစ်အခုဇာတိတွေပြပြီခါပြီလေဖွာကြီးစောက်ကျင့်မကောင်းတဲ့ကောင်ခွေးမိကောက်อ่ะကြည်တော့စွခဏပဲစောက်ကျင့်ဟာပြတာပဲတခိုးလဲတခိုးချင်းသစ္စာရှိရတယ်ဓမြလဲဓမြချင်းသစ္စာရှိရတယ်ကိုကောင်းမှထင်လို့ရွေးခဲ့တဲ့လမ်းဘာဖော်ကောင်လုပ်ကြရလို့ရင်းမှာတော့လားအဲ့မှာငါအမေမထိနဲ့တို့ငါကျေးဇူးရှင်မထိနဲ့တို့အဲ့ကောင် NLD ပါတီနဲ့ဘာမှမဆိုင်ဘူးဆွဲကန့်ခုဘယ်လိုကျေးဇူးဆက်လဲစောက်ကျင့်မကောင်းတဲ့ကောင်ဟာခွေးမိကောက်ကြည်တော့စွတ်တယ်လို့ပဲဒီလိုကောင်မျိုးကတက်ချုပ်ကြီးတွားပြီးတော့ protocol နဲ့ဟို99နဲ့ဟောသိခံထားပေးတာပဲဒါပေမဲ့စိတ်မကောင်းစရာဗိုလ်ချုပ်ကြီးရာပြေးတို့နဲ့နောက်ဆုံးအခင်းချင်းမှာသမရအိမ်မှာလားသမရရုံးမှာလားဘလို့စောက်ကိုဘွားတွေမိပြီးလူလိန်တခိုးချမိုးတွေကနိုင်ငံရေးလှုပ်ရှားနေပြီးဘာသွားလူဘာဝလိုက်တယ်ဟိုကမခံနိုင်တော့ဘူးအချက်ပြေအခုကအာနာသိမ့်လိုက်တာလို့မှတ်လိုက်ဒီလောက်မှဂုံသိက္ခာမဆယ်ရင်လဲဟိုလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနဲ့ဒီတပ်မတော်မြောင်းထဲရောက်သွားမယ်အဲ့လောက်မှအဖမဆယ်ရင်ဒီစစ်တပ်ကဘာမှထင်ကြီးစရာမရှိဘူးဟိုတပုံနဲ့လည်းရင်ပေါင်တန်းတာပဲတက်ချုပ်ကြီးဘယ်လောက်နှိမ့်ချလဲမိုင်ကယ်ကျော်မြစ်လာတယ်ဟိုယုံလေးလာတယ်မြေဩဇာကြော်လာတယ်တခန်းတနာလူလိုဆက်ဆံတယ်ဒီကာကွယ်ဦးစီးချုပ်တော့သဘောကောင်းတာဖိုးတန်းရွှေလက်ထက်ကစောက်နာတော့မကနိုင်ဘူးကြောက်အဲ့မပြောနဲ့သူ့ရင်ကမွေးထားတဲ့ခွင်းနာတော့မကနိုင်တဲ့ကောင်လေအများကြီးဒါအောင်တက်ချုပ်ကြီးကဖက်လဲတကယ်နဲ့အခမ်းအနားနဲ့လူလိုသူလိုတတ်မှတ်ပြီးအားလုံးကိုဆက်ဆံပေးနေဒီတက်ချုပ်ဟာမာနမရှိတဲ့ထဲမှာတကက်သူ့ကိုယ်သူနေသွားတာနှိမ့်ချလွန်ပြီးတော့တိုင်းပြည်ပြတ်သွားတာသူ့ကြောင့်လည်းပါတယ်အရောမဝင်နေတဲ့လူတွေကိုရောဟိုတပုံငတ်တိုက်သွားတိုက်ရတာနဲ့တများပြောစရာငင်းငင်းလေးရဖို့အတွက်ဟမ်ငါ16နှစ်သားတွေကဒုဖို့ဖြစ်လာတယ်ဘယ်လိုပေးဆက်ခဲ့ရတယ်ဒီမာနတွေမထားဘဲနဲ့သွားနှိမ့်ချမိတော့ရှောက်ယူတွေကအဲ့ဒါကိုဟုတ်တင်ပြီးတော့ဒီနေ့မြန်မာနိုင်ငံပြက်စီးတဲ့အဆင့်ထိတပ်မတော်ကရှက်ရမ်းရတာကြီးကျယ်ရှောက်ပြောနေဒီ2021အာနာသိန်းတယ်ပဲပြောမင်းတို့ဘာလုပ်တယ်ပဲပြောမင်းတို့ဘက်ကတခိုးချဖို့လူလိန်နေလူဘာဝလွန်လို့တပ်မတော်ကဂုံသိက္ခာအဖတ်ဆယ်ပြီးတော့ရှက်ရမ်းပြီးထားလို့ရတာဘာစီစဉ်မှမရှိဘူးအာနာသိန်းဖို့ပြင်ဘာမှမရှိဘူးတို့သိတယ်အရေးချေကိုကြည့်ရင်ငါတို့ကက်ခတ်လို့ရတယ်ဘာအာနာသိန်းဖို့စီစဉ်မှမရှိဘူးဒီလောက်ကြီးပြစ်ခါပောက်ကရတယ်ဟိုတက်ချုပ်ကြီးရပဲဒီပကံစေးခွေးမောင်းပြည်သူကျွန်ပြည်သူအာဏာနဲ့ဘာအာဏာမှမရှိတဲ့နော်ဝဲစားလဲသမရဖြစ်တယ်ဒေါင်းစားလဲဖြစ်တယ်ဒီခက်မှာဖြိုးမင်းသိန်းလို့ကောင်းတော့မှမြန်မာနိုင်ငံရဲ့အဓိကရန်ကုန်မြို့မှာဝင်ကြီးချုပ်ဖြစ်တာပဲ
ဂျန်တဲ့လူဘာမဖြစ်နိုင်စရာအကြောင်းရှိတယ်အဲ့တော့ဒီနေ့စိုးသားနိုင်ပြောချင်တာရှင်းရှင်းလေးပဲအေးတိတ်လူဘာဝစော်ကားတာဘ누구အတွက်လဲငါတို့သိတယ်ဒီလိုအနိုင်ကျင့်စော်ကားပြီးတော့ရခိုင်မှာလည်းပေးလိုက်ရတဲ့တပ်မတော်အရာရှိတွေအများကြီးပဲမပေးသင့်မဆုံးမင်းတွေပဲတပ်မတော်တားလိုက်ရောတာသူတို့ပြစ်လဲပါတယ်ဒီအထိဖြစ်သွားတာဒီကောင်တွေစောက်ကြောင်ဒီကောင်မတွေစောက်ကြောင်သိနေရင်ငကိုတွေကနှိတ်ကုန်ပလိုက်ရမှာဘာကဘာတွေပဲရှောက်မပြောနဲ့မြန်မာတပ်မတော်မြန်မာနဲ့နေတာမြန်မာလက်ခံရင်ပြီးရောတခင်အားရကျွန်ဘာဝပထွေးအားရအောင်ကို့နိုင်ငံမှာကို့တပ်မတော်နဲ့ကို့လူမျိုးချင်းချင်းပြန်နှိတ်ကိုပြပြီးတော့ဒီလိုဟာမျိုးတွေကိုအစောကြီးတဲ့အယောဝင်တာဦးသန်းရွှေလည်းမားတယ်ဦးတက်ချုပ်ကြီးဒါမားတယ်နှိတ်ချလွန်းတော့အောက်ကျတယ်ထင်အထင်မြင်တွေလွဲပြီးစိုးသားနိုင်မြေလူသလိုဖြစ်နေတယ်အလကားတွေပေးတော့လွယ်လွယ်လေးရတော့ဟာဟုတ်မှာဟုတ်ပါမလားတရားဝင်မြေစင်းနဲ့မြေဖောက်ပေးတာတော့မှမကင်ဘူးမကြုံဘူးတဲ့လူကနားမလဲတော့စိုးသားနိုင်မြေလူကားလူသလိုဖြစ်နေဘိန်းနေဆိုင်ပြီးလူနေလားဟင်းကိုကနဲ့ကိုနှိတ်ချလွန်းလားကဲအဲ့တော့ဒီနေ့ဖြစ်တဲ့အခင်းချင်းမှာဘာကြောင့်စိုးသားနိုင်တပ်မတော်ဘက်ကရက်တီရလဲဆိုတော့တွမ်းမတရားလဲဘာအကြောင်းမှမရှိဘူးနော်ဆက်လဲမရှိဘူးမင်းတို့စောက်ပူတွေမတရားလုပ်လွန်းလို့မင်းတို့ဘက်ကတအားကိုကွာစောက်ကြီးရခက်လောက်အောင်လူဘာတွေကအယောင်တွေထွက်ပြီးတော့တိုင်းပြည်ကဘယ်ကောင်မှသစ္စာမရှိဘူးနော်စစ်တပ်ကမိုင်းရှာခွေးတစ်ကောင်လောက်မှကိုယ်တိုင်းပြည်ပေါ်မှာနားမလဲအဲ့ဒီမှာရောက်နေတဲ့စစ်တပ်ကဇက်ပြက်တွေအားလုံးကလည်းတပ်မှာစောက်သုံးမကြလို့ရှုတ်ချထုတ်ပယ်ခံထားရတဲ့သူတွေများတယ်မစားရတယ်မဲတဲနဲ့ဖက်တာအဲ့တော့တပ်မတော်ကြီးကပဲမကောင်းသလိုလိုလက်ရှိတပ်မတော်အရာရှိတွေကပဲမကောင်းသလိုလိုမဲပြွာမှုစင်ကကားစုပ်ကြီးနဲ့ချွတ်ပြွာမှုဝက်တောက်စီးနေတယ်ဘယ်တော့တိုင်းသားလက်နဲ့ကင်ဖွဲ့စည်းကဘာမှမဟုတ်တဲ့ကောင်တွေကြည့်ရင်ဘာကားစီးလဲလို့ငါပြောရင်ဟိုဘက်မလွတ်ဒီဘက်မလွတ်တွေဖြစ်နေလို့ဟိုစစ်ဖို့တယောက်လောက်နည်းနည်းလေးပြောင်းရောက်လာရင်စောက်ပြဿနာရှာမဲ့ပါဇက်တွေအများကြီးဟိုမှာတဘုံကလေမြန်ကြီးဝယ်ထားတော့ပြောမဲ့လို့မရှိဘူးလမ်းဘေးကခွေဝဲစားခွက်စားတောင်းစားတွေဝိုင်းဝိုင်းလော်နေတာ30လက်စားတဲ့ကောင်ဝင်ကြီးချုပ်ဖြစ်တော့ဘာပြောကြလဲဒီလေးမှာ30လက်စားလို့ပါတီငွေတွေဘုံလို့ပါတီဝင်တွေကဒေါ်စုလာတော့ဘီနိုင်တင်ဆန္ဒပြတဲ့မင်းဦးလို့ကောင်မျိုးဝင်ကြီးချုပ်ဖြစ်တော့စောက်တိုင်တိတ်နေဟာလားစစ်30ရှော့ပါအောင်အတမတော်ကဘာဖြစ်တယ်ညာဖြစ်တယ်အေးခုပဲရှိတယ်မတော့ပြောသလိုစိန်စီသောညတို့ဦးတန်းရွှေခိုးတယ်ခိုးတယ်တန်လွင်သရာကြီးဖန်သရာကြီးလမ်းနေနေပြည်တော်ကြီးခိုးတယ်အဲ့လိုမျိုးခိုးတာတို့ကြိုက်တယ်ချီးပါတာအခွန်မကောက်ဘူးအခွန်ဆိုတာကြားတော်မကြားဘူးအခွန်ဆိုတာကြားတော်မကြားဘူးနားလည်မှုနဲ့လွတ်ထားပေးတဲ့ဝက်တောက်ဆိုင်ကယ်တွေပကိုးတောင်းမှုနေရာတိုင်းမှာဆိုင်ကြီးကနာကြီးတွေနဲ့ရောက်တပ်မတော်ခေတ်မှာမသိကြအောင်ဆောင်ပေးတယ်ဝက်တောက်ကားတွေစီးနေကြတယ်တိတ်လွန်ခဲလာရင်လည်းတားပေးတယ်မသိကြအောင်ဆောင်ပေးတယ်မြန်မာနိုင်ငံပြည်သူတွေလိုင်စင်ကားပွဲစီးရရင်တစ်သက်လုံးမစီးဘူးပဲတေသွားမဲ့လူတွေရှိတယ်စီးကြပါစေတပ်မတော်အများကြီးထားတယ်နော်ဝက်တောက်ဆိုင်ကယ်တွေလမ်းဘေးမှာဆိုင်ကြီးကနာကြီးတွေနဲ့ရောင်းတယ်မသိကြအောင်ဆောင်ပေးတယ်ရန်ဖန်ရန်ခါလောက်နော် supply chain လုပ်တယ်ဟိုစီမံချက်လေးလုပ်ပြလိုက်တယ်ပြီးရင်မသိကြအောင်ဆောင်ပေးတယ်ဘာခွန်မှနားမလဲဘူးမြန်မာတွေကားစီးနိုင်တာကိုစစ်တပ်ကဝမ်းသာတယ်မြန်မာတွေအိမ်တိုင်းဆိုင်ကယ်တွေရှိတာစစ်တပ်ကဝမ်းသာတယ်ငါတို့သွေးသားအရင်ငါတို့လူမျိုးလေငါတို့တပ်မတော်လေဝမ်းသာပေးနေတယ်မသိကြအောင်ဆောင်ပေးနေတယ်တောင်ကိစ္စယူကြအောင်ဆောင်ပေးနေတယ်ဒါလည်းနားမလဲကြအောင်တဲ့လှုပ်ဖြစ်နေတာ NLD မှ NLD ငါ NLD ပါတီဝင်ငုတ်တုတ်ကြီးကတို့လှုပ်သမျှပဲထိုင်ကြည့်နေရတာ